အမေရိကန်နိုင်ငံတောင်ကယ်ရိုလိုင်းနားပြည်နယ်အတွင်းကရှွန်အိုင်ဂျီထဲမှာနေထိုင်တဲ့ဖွတ်လူသားပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ online channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။အမေရိကန်နိုင်ငံတောင်ကယ်ရိုလိုင်းနားပြည်နယ်အတွင်းမှာလူသူအရောက်ပေါက်နေတဲ့လီကောင်တီလို့ခေါ်တဲ့ဒေသတစ်ခုရှိပါတယ်။ဒီဒေသဟာစိန်တောတွေများစွာရှိပြီးတော့နွန်အိုင်တွေကလည်းပေါ်တာကြောင့်ဘယ်သူမှသွားရောက်နေထိုင်တာမျိုးတွေမလုပ်တာလည်းဖြစ်ပါတယ်။လီကောင်တီဒေသရဲ့အကြောင်းကိုပြောရရင်တော့အဲ့ဒီဒေသရဲ့နာမည်ကျော်ရှွန်နွန်အိုင်ကြီးတွေနဲ့ပတ်သက်တဲ့ကြောက်စရာဇာတ်လမ်းတွေကမပါမဖြစ်ပါဝင်နေပါတယ်။အထူးသဖြင့်တော့လီကောင်တီမှာရှိတဲ့ရှွန်းနွန်အိုင်ကြီးတွေကြားထဲမှာလှည့်လည်သွားလာနေတဲ့ဖွလူသားလို့အမည်ရတဲ့ကြောက်စရာမိတ်ဆာကောင်ကြီးရဲ့အကြောင်းဟာဒီဒေသရဲ့အဒဏ္ဍာရီတွေတဲကတခုလည်းဖြစ်ပါတယ်။ဖွတစ်ပိုင်းလူတစ်ပိုင်းနဲ့ထွားဆိုင်တဲ့ဒီတရဝါဆန်းကြီးနဲ့မျက်မြင်ကိုယ်တွေကြုံတွေ့ဘူးတဲ့သူတွေတိုက်ခိုက်ခံရတဲ့သူတွေလည်းမနေဘူးလို့သိရပါတယ်။ဆိုတော့ဒီတရဝါဆန်းကြီးရဲ့အကြောင်းကိုပြည့်ပြည့်စုံစုံသိရဖို့အတွက်စောင်းလေးချုံတစ်ကြက်လေးတက်ပြီးတော့ဗီဒီယိုကိုဆုံးတဲ့အထိအတူကြည့်လိုက်ရအောင်ပါ။လီကောင်တီဒေသကရှွန်အိုင်ကြီးတစ်ခုမှာလူလိုမတက်ရက်ပြီးတော့အမြင့်ရှိရှိကြီးနဲ့မျက်နာကဖွတ်တကောင်လိုကြောက်စရာကောင်းတဲ့တရဝါကြီးကိုစတင်တွေ့ရှိခဲ့တဲ့ချိန်က1988ခုနှစ်ရဲ့နွေရာသီကာလမှာဖြစ်ပါတယ်။ဒီမိစ္ဆာကြီးနဲ့နှစ်ဖူးတွေ့တူတွေ့ရင်ဆိုင်ခဲ့ရတဲ့သူကတော့ခရစ္စတိုဖာဒေးဗစ်လို့အမည်ရတဲ့လူငယ်လေးတဦးပဲဖြစ်ပါတယ်။သူရဲ့ပြောပြချက်အရဒေးဗစ်ဟာအနီးနားမျိုးကနေကားတစ်စီးနဲ့ညဘက်ပြန်လာတော့လီကောင်တီဒေသကိုဖျက်လာခဲ့ရတယ်လို့ဆိုပါတယ်။ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်းအမှောင်တုကကြီးစိုးနေပြီးတော့ညင်ငှက်တချို့ရဲ့အော်တန်ကလွှဲရင်တခြားဘာတန်ကိုမှမကြားခဲ့ရပါဘူး။လမ်းဘေးကတစ်ပင်ရိပ်တွေဟာလည်းတဖြည်းဖြည်းနဲ့အဝေးမှာကျန်ခဲ့ပြီးတော့တနေရာကိုအရောက်မှာတော့သူဟာကားကိုခဏရပ်လိုက်ပြီးဆေးလိပ်ထွက်တောက်ဖို့ပြင်ဆင်လိုက်ပါတယ်။လက်ပတ်နာရီကိုကြည့်လိုက်တော့မနက်2 နာရီထိုးနေပြီဖြစ်ပြီးတော့အနီးဝန်းကျင်မှာလည်းရှွန့်အိုင်တွေကလွဲရင်တခြားဘာဆိုဘာမှရှိမနေပါဘူး။သူလဲစလိတ်အငွေတချို့ကိုမှုတ်ထုတ်လိုက်ပြီးတော့ခဏကြာအောင်လင်းငင်းခံနေလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲအနီးနားကရှွန့်အိုင်ကြီးတွေကနေပြီးတော့ထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်။ဒီအတန်ကအဖို့တကောင်အော်တဲ့အတန်နဲ့တူနေရဖြစ်ပြီးတော့သူလဲအတန်လာရာဘက်ကိုလှမ်းကြည့်လိုက်တဲ့အခါမှာကြောက်စရာကောင်းတဲ့အမြင်ကွင်းတစ်ခုကိုမြင်လိုက်ရပါတော့တယ်။အရက်ရှိရှိကိုခန္ဓာထွားချိုင်းတဲ့လူလိုလိုတရဝတကောင်ဟာအိုင်ထဲကနေတလန့်ချင်းသူရှိရာနေရာကိုလာနေပါတယ်။ကားမီးအောင်အောက်ကနေမြင်တွေ့ရတာကတော့အဲ့ဒီတရဝကြီးရဲ့အရက်ဟာ2 မီတာလောက်မြင့်ပြီးခန္ဓာကိုယ်မှာလည်းအစိမ်းရောင်အကြေးကွန်တွေနဲ့ဖုံးနေပါတယ်။သေချာကြည့်လိုက်တော့သူ့ရဲ့မျက်နှာဟာဖုတ်ကြီးတစ်ကောင်ရဲ့မျက်နှာနဲ့တူနေပြီးတော့ခြေသေးလက်သေးတွေအပြင်အမြင့်ရှည်ကြီးတစ်ခုကလည်းရှိနေပါတယ်။ဒေးဗစ်လည်းကြောက်လန့်တကြားနဲ့ကားပေါ်တက်ပြီးအမြန်မောင်းဖို့တက်လုပ်ပါတယ်။ဒါပေမဲ့တတဝါကြီးကသူ့ရဲ့အနီးကိုရောက်ရှိလာပြီးတိုက်ခိုက်ဖို့လုပ်ပါတယ်။ဒေးဗစ်ကတော့လက်မတင်လေးလွတ်သွားခဲ့ပေမဲ့သူ့ရဲ့ကားမှာတော့တတဝါကြီးရဲ့အေယာမလက်သေးရာကြီးတွေထင်ကျန်နေခဲ့ပါတယ်။ဒေးဗစ်ဟာသူကြုံခဲ့ရတဲ့အကြောင်းကိုတခြားလူတွေကိုပြောပြခဲ့ပြီးတော့တခြားသူတွေကလည်းဒေးဗစ်ရဲ့ကားမှာရှိတဲ့ကြောက်စရာလက်သေးရာကြီးတွေကိုကြည့်ပြီးအံ့ဩမြင်တတ်ခဲ့ကြပါတယ်။အဲ့ဒီနောက်ပိုင်းကနေစပြီးတော့လီကောင်တီဒေသမှာဖို့မိတ်ဆာကြီးကိုမကြာခဏတွေ့ရလေးရှိရဆိုတဲ့သတင်းကဒေသခံတွေရဲ့ကြားမှာလူပြောများလာခဲ့ပါတယ်။ပိုဆိုရာကဒီတတော်ဝါကြီးဟာဒေးဗစ်ကိုတိုက်ခိုက်တယ်လို့မျိုးဖြတ်သွားဖြတ်လာတွေကိုမကြာခဏတိုက်ခိုက်တတ်တာဖြစ်ပါတယ်။ဒါကြောင့်မလို့နေမြေရဲတပ်ဖွဲ့ကအစိန်တော်ကြီးတွေကိုအကြောင်းမရှိရင်မသွားရောက်ကြဖို့အမိန့်ထုတ်ခဲ့ရတဲ့အထီပါပဲ။ဖို့လူသားကြီးကိုဖမ်းဖို့အတွက်အမဲလိုက်အဖွဲ့တွေလူစွန်စားအဖွဲ့တွေမကြာခဏစ조사ခဲ့ကြပေမဲ့မအောင်မြင်ခဲ့ပါဘူး။ဒါပေမဲ့ဒီအကောင်ကြီးကြောင့်ပဲလီကောင်တီဒေသဟာနာမည်ကျော်လာခဲ့ပြီးတော့ tourist တွေအတွက်တော့မျက်စိကျစရာနေရာတစ်ခုဖြစ်လာခဲ့ရပါ။အခုချိန်မှာတော့ဖို့လူသားတွေကိုတွေ့ရတယ်ဆိုတဲ့သတင်းတွေကိုမကြားရတော့တာ10 စုနှစ်တခုကျော်လာခဲ့ပြီဖြစ်ပါတယ်။ဒီတရဝါကြီးကတကယ်ပဲပျောက်ကွယ်သွားတာလားဒါမှမဟုတ်လူတွေမသိအောင်ရှွန့်နွန်တော်ကြီးရဲ့တနေရာထဲမှာပုံအောင်နေရလားဆိုတာကတော့ဗဟေဒီတပုတ်ဖြစ်ကြန့်ရှိနေခဲ့ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်